အားလုံးမင်္ဂလာပါဒီကနေ့ကလည်း TikTok ကနေဒုတိယတစ်ခုပေါ့နော်ဒုတိယတစ်ခုမှာတော့တစ်လက်စထဲမှာတာပါဗျနော်တစ်ဆိုင်ထဲမှာပဲနှစ်ခုမှာလိုက်တာပါဒီတစ်ခုလေးကလည်း TikTok ပေါ်မှာသူများတွေကတော့0ဘတ်တွေတပတ်တွေနဲ့ရတယ်ဗျကျွန်တော်ကတော့မရပါဘူးကျွန်တော်ကတော့ဒီကောင်လေးကို100ကျော်နဲ့100ကျော်ရဲ့ဒီဝန်ဆောင်ခရဲ့ဆိုတော့150ပေါ့နော် TikTok မှာကျွန်တော်150နဲ့ဝယ်ပြီးတော့ဝန်ဆောင်ကားပါဆို200လောက်ကျတာပေါ့နော်โอเคပါအထက်မှာဘယ်လိုပါလဲဆိုတော့ကြည့်ကြည့်အောင်စုပ်ဖြစ်တဲ့နေရာပဲနော်ပကင်ဘူးတော့မပါပတ်အိတ်တော့မပါဘူးရရုပ်တရက်ကြည့်လိုက်တော့မှအဟောင်းကြီးများလာတော့ထင်ရတယ်နော် TikTok ကတော့ share ပေးတယ်ချိတ်ဆက်လေးပါသူတို့တွေလောက်ပြနေရတာတအားကြီးကိုကောင်းတဲ့ပုံစံပေါ့နော်မုတ်နေပြူတယ်ပေါ့မော်တာကြီးတော့ကြီးမဲ့ပုံပဲနော်ခွက်လေးကတော့တက်လောက်လေးပဲရှိကမီချီတထောက်စားလောက်ပဲရှိရနော်โอเคပါဒီကောင်ကြီးကတော့ AC နဲ့လှုပ်တယ်ပါအားလုံးတော့ဒီတစ်စိတ်ပါပဲနော်ကောင်းတော့မသိပြီမယ်တရားကျော်ဆိုလဲသူကလည်းသူတော့တန်တာပေါ့နော်โอเคပါတလက်စားတဲ့ကျွန်တော်ဖြုတ်ကြည့်လိုက်ရအောင်မော်တာလေးရတော့မော်တာလေးရတယ်ဒီမော်တာလေးနဲ့တုံးထားဆိုတော့စိုးတော့မစိုးဘူးနော်တရားကျော်ဆိုတော့လေဖြူစတီပါတော့ပါလိုက်တယ်ဒီကောင်ကလေတခုတော့အားနည်းချက်ရှိတယ်ဗျဒီမော်တာလေးကလေအကြာကြီးတုံးလို့မရဘူးဗျ5 စက္ကန့်10 စက္ကန့်လောက်ပဲတုံးလို့ရတယ်နော်သူတို့လုပ်ပြတယ်လို့မျိုးအကြာကြီးတော့မလုပ်မိစေနဲ့ပေါ့နော်သူတို့လုပ်ပြလိုက်ရင်အကြာကြီးနေရတာဝါတကယ်တော့အဲ့လောက်ထိရမယ်ပုံမပေါ်ဘူးဗျနော်ကွိုင်းဆိုနေကြည့်ပါဦးတုံးတော့မတော့လေညိုမဲနေပြီနော်တရားကျော်ဆိုတော့တရားကျော် quality လေးပေါ့နော်TikTokမှာသူတို့ပြတာလေးတော့ရုပ်ထွက်တွေကတော့ share ပေးတာတကယ်ဝယ်လာလိုက်မှာ plus တွေကျန်တော့ကဲပါ oh my god ဒီမှာကြည့်ပါဦးဘယ်လည်းမသိဘူးဟောဒီမှာโอเคပါအခုလိုကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်